민나와 JDမြန်မာ EDU 채널의 쉽게 알려주는 한국어 스승아니 잘해주세요ပါတယ်။ဒီနေ့မှာတော့ကိုရီးယားမှာလက်ရှိနေထိုင်နေတဲ့သူတွေအနည်းဆုံးတစ်ပတ်ကိုတစ်ချိန်တော့ဖြစ်တဲ့နေရာနောက်ပြီးတော့ဘယ်နေရာကိုကြည့်ကြည့်လွယ်လွယ်ကူကူရှာတွေ့နိုင်တဲ့ဖြောင်းနေကြောင်းနဲ့ပတ်သက်ပြီးတော့ဖြောင်းနေကြောင်းမှာဘာတွေအသုံးများလဲဘယ်လိုစကားစုတွေအသုံးများလဲဆိုတာကိုလေ့လာတာကြမှာဖြစ်ပါတယ်ရှင်။ဖြောင်းနေကြောင်းဆိုတာဘာသာပြန်ရရင်တော့ convenience လို့ပေါ့နော်။ကိုနေထိုင်တဲ့အိမ်ရဲ့ပတ်ဝန်းကျင်မှာလည်း CU, GS25, 7-Eleven ပြီးတော့ EMART လိုမျိုးဖြောင်းနေကြောင်းဆိုင်တွေအများကြီးတွေ့လို့ရတယ်။အဲ့တော့ဖြောင်းနေကြောင်းဆိုတာဖြောင်းနှံခါကေဆိုတဲ့အတိုင်းပဲသူက24နာရီဖွင့်တယ်။နောက်ပြီးအခြေခံအသုံးဆောင်ပစ္စည်းတွေအစားအသောက်တွေကနေအစားနောက်ခေါင်းကိတ်ပြောက်စီစာကြည့်စီစရထိရှာလို့ရတယ်ပေါ့နော်။ပြီးတော့အခုဆိုလည်းပစ္စည်းတွေလည်းပို့လို့ရတယ်။နောက်ပတ်စကားကတ်တွေဝယ်ပြီးတော့ပတ်စံဖြည့်တာတွေလည်းလုပ်လို့ရပါတယ်။ဒါတချို့ဆိုင်တွေမှာဆိုလို့ရှိရင်လည်းခေါက်ဆွဲပြုတ်ဖို့နေရာပေးထားတယ်အဲ့ဒီပြုံမှာတခါလဲစားတော့ဖို့အတွက်ကနေရာအကျအနာပြင်ဆင်ပေးထားမျိုးတွေလည်းတွေ့ရတတ်ပါတယ်ရှင်အဲ့တော့ဒီမှာအရင်ဆုံးဖြောင်းနှီးကြောင်းရဲ့အတန်ထွက်လေးကိုအရင်ဆုံးပြပြပေးပါမယ်စလုံးပေါင်းအရဆိုရင်တော့ဖြောင်းဝီကြောင်းအဲ့စလုံးပေါင်းအတန်ထွက်မယ်ဆိုလို့ရှိရင်တော့ဖြောင်းနှီးကြောင်းဆိုပြီးတော့အတန်ထွက်ရမှာပေါ့နော်ဒါပေမဲ့ဒီနေ့စဉ်သုံးစကားမှာဆိုလို့ရှိရင်ဦကိုသူက e ဆိုတဲ့အတန်ထွက်နဲ့ပြောင်းထက်တဲ့အတွက်ကြောင့်မို့ဖြောင်းနီးကြောင်းဆိုပြီးတော့အတန်ထွက်မှာဖြစ်ပါတယ်ဖြောင်းနီးကြောင်းဒီနေ့မှာတော့ဖြောင်းနီးကြောင်းမှာပစ္စည်းရှာတဲ့အခါနောက်ပြီးဈေးနှုန်းပေးတဲ့အခါပြီးတော့ငွေရှင်းတဲ့အခါမှာဘယ်လိုစလုံးအသုံးနှုန်းတွေသုံးရမလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်ဆိုင်ထဲဝင်သွားတဲ့အခါကိုရှာချင်းတဲ့ပစ္စည်းကဘာမှရှိမှမသိဘူးဆိုလို့ရှိရင်ဝင်တော့ဘယ်လိုမေးမလဲပေါ့နော်အဲ့တော့အလွယ်ဆုံးမေးလို့ရတာကမော isoyo ဆိုတဲ့ရှိပါသလားဆိုတဲ့အဓိပ္ပာယ်နဲ့အလွယ်ဆုံးမေးလို့ရပါတယ်ကိုရှာချင်းတဲ့ပစ္စည်းကိုဒီ isoyo ရဲ့အရှိမထည့်ပြီးတော့မေးပါမယ်예를 들어서 what tissueရှာနေပဲထားပါတော့အဲ့တော့what tissueကိုကိုရီးယားလူက what tissue လို့ပြောလို့ရပါတယ်အဲ့တော့what tissue 있어요? what tissueရှိပါသလားနောက်ပြီးခေါက်ဆွဲပြုတ်စားဖို့အတွက်တူလို့တဲ့အခါကျလို့ရှိရင်တူကိုကြောက်젓가락ခေါ်ရပါတော့အဲ့တော့젓가락 있어요? တူရှိပါသလား젓가락 있어요? what tissue 있어요? နဲ့အဲ့လိုမျိုးမေးလို့ရတယ်နောက်တစ်မျိုးမေးမယ်ဆိုလို့ရှိရင်တော့ဘာမှရှိပါသလဲဆိုတာပေါ့နော်နေရာကိုမေးတာဖြစ်သွားတယ်ဒီကကျတော့အဲ့တော့어디에 있어요? ဘာမှရှိသလဲဆိုပြီးတော့မေးလို့ရတယ်အဲ့တော့သူလည်းအတူတူပဲအရှိမကိုရှာခြင်းတဲ့ပစ္စည်းနဲ့ 어디에 있어요 နဲ့ပေါင်းပြီးတော့မေးလို့ရပါတယ်။예를 들어서 너누가ဘယ်ဘက်မှာရှိရလဲလို့မေးချင်တယ်ဆိုရင် 우유 어디에 있어요? ဒါမှမဟုတ် T ရှာနေပေါ့နော်။ဟိုမှာ T လို့ချင်တယ်ဆိုလို့ရှိရင် T ဘယ်ဘက်မှာရှိလဲရှာမတွေ့ဘူးဆိုလို့ရှိရင်လည်း 우산 어디에 있어요? 우산 어디에 있어요? ဒီလိုမျိုးကိုရှာခြင်းတဲ့ပစ္စည်းကိုအရှိမထားပြီးတော့အနောက်မှာ 있어요 ဒါမှမဟုတ်လို့ရှိရင် 어디에 있어요 အဲ့လိုမျိုးတွဲပြီးတော့လွယ်လွယ်ကူကူမေးလို့ရပါတယ်ရှင်ဖြောင်းနေကြောင်းမှာဈေးနှုန်းတွေတော်တော်များများရှင်းပေးထားပေမဲ့ကိုယူလိုက်တဲ့ပစ္စည်းကဈေးနှုန်းမသေးချဘူးဆိုလို့ရှိရင်ဝန်ထမ်းကိုမေးတဲ့အခါ 이거 얼마예요? 이거 얼마예요? ဆိုတော့ပစ္စည်းကိုယူသွားပြပြီးမေးလို့လည်းရတယ်အဲ့တော့ဒီ 얼마예요 ဆိုတဲ့စလုံးကဒီဖြောင်းနေကြောင်းမှာသုံးတာလည်းမဟုတ်ဘူးပေါ့နော်ကိုရီးယားမှာဘယ်မှာပဲဖြစ်ဈေးဝယ်တဲ့အခါမှာဒီစလုံးကိုဒီစကားစုကိုအများဆုံးသုံးတဲ့အတွက်မှတ်ထားလို့ရပါတယ်ရှင်ဒီနေ့တော့ဒီလောက်ပါပဲရှင်နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်သက်တွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုပြပြပေးသွားမလဲဆိုတာကိုလည်းဆက်လက်ပြီးစောင့်ကြည့်ပေးပါအောင်ရှင်오늘도 좋은 하루 되세요